ယ်ရောက်နေရလဲ ဒုက္ခပါပဲကွာ ဘယ်ရောက်လဲ clack တဲ့ဝင်ပြီးကောင်းမလေးတွေငေးခါလေးတွေ့ပြီး ငါပွဲလေးကိုလေ private ဆန်ကျင်းပခြင်းလို့ငါဒီနေရာကိုရွေးတာ ငါရဲ့ဦးလေးကမွေးနေ့ပွဲပါတီအကြီးလုပ်ဖို့ရှိတယ်ဟာ အဲတော့ရပြီဟဲ့ ဒီဦးလေးခေါ်လာတဲ့လူတွေအကုန်လုံးကဂေးတွေကြီးပဲလားဟာယောက်ျားစစ်စစ်ဆိုလေတယောက်မှအဝတ်မခံတာသိလား သူကဘယ်ကထွက်နေမှမသိလို့ဖြတ်သားမှာငါ့ကိုဗရန်တူတွေဝတ်တယ်ဆိုဟိုကောင်မတွေကြိုက်ရတယ်ဒီမှာအရင်သားဖြတ် တားမေးနေဘေးကတနာပေါ်နေကြလားလို့ ဘာပင်ခရလဲ ဟာတတူတူတူလေ ယူရအောင်စောင်းနေတယ်နိဒါဘာလို့ပါလဲပြော ပရိုက်တာလေ ပရိုက်တာလောက်တဲ့ဟာတို့နင်မျိုးလုံးဖြဲပြီးတော့ကြည့်လုံးမမသိအပြောင်းမမသိ အချင်းမဟုတ်ပြ ဘာမှမသိ we party rock လာကြပါဦးရှင်ဟဲလူပါမောင်လေးလူပါမောင်လေး ဘယ်လူညာမဟုတ်လား ဟုတ်တယ်လေ လူအကဲရမှာဗော ချောတယ်လေ တော့တော့ဖြစ်တဲ့ကောင်မလာစတစ်ချင်အောင် ကျမတို့တတိယအချိန်ကဘိုက်စားတဲ့အချိန်နဲ့ပတ်စံလို့တဲ့အချိန်မရှိရ အဲ့တဲ့အချိန်ပူတော်သတိရ ဟာနာဘူးက ဒီရင်ကိုဂျိုင်းချိုးနေအရာတော်ကြီးပေါ့အောင်မယ်ဟာခဲတော့ လာပါပြီကိုကြီးရဲ့ ဒီနေရာအီချာကိုပါလာတာအုပ်ပြီးငေါ့ညာရောက်တယ်ငါအီချာကိုမကြိုက်ဘူး ကိုကြီးပြင်ညီမလေးလက်ပေါ်လို့ ကြာကြပါ ကြည့်ရလေအားလုံးရွက်တဲ့ရွက်တဲ့ဂေးနေတာဒါဂေးပါတီပဲဖြစ်မယ်မင်းမစားရမယ်မင်းအစားခံနေရမယ်နော် ခေးခေးမခေးခေးစားပဲစီ ဘာလာကျွေးနေရတော့ငါဘေးလေကျွေးနေတာ ဟာပါလေတော့ရက်ကွက်မှာစားအောင်စီတန်းစီနေကြလားလား ဘုံသားဘောကဈေးမပေါက်တဲ့ကြော်တကက်ရုပ်တွေဖြစ်နေ ဘယ်ဆိုင်ခင်တဲ့နေဖယ်သား နေဟဲ့ဘယ်လိုခေါ်လိုက်တယ်နှစ်ပေတော်မပြည့်တဲ့ဂျပူမရဲ့ ကျမကိုဂျပူးမနဲ့ခေါ်နေနဲ့နော် ငါလည်းနင်းပြပါလာတော့ဘယ်သွားမလို့လဲ ဖေဖြစ်စရာလားတော့ငါကိုကို နှုတ်မင်းလေးတော့ကိစ္စမရှိဘူးအမဒီဒီဝေးတော့ပါတယ် စားလေအားလုံးရှင်ပြီးတိုင်း နှခမွေးနဲ့ပြတ်တတ်ပြီမလို့ မြောင်မြောင်မြောင်ငါကြီးလာပြန်နေပြန်ခေးတာမှညီတို့တဲ့စားပြင်းနဲ့ဝါရင်တပန်ရင်ခေး ကာကြီးကေဝေစနလုံးမောက်ကေ ငါတို့ပါတီပွဲကိုဂေးရအောင်တောင်းပြီးနှောက်ဆက်မဲ့လူ3ယောက်မီးလို့ကတော့ရှောက်မှာတော့ ကိုကောင်မရှော့တာကိုခံမလားငါ့ကိုရှော့ ရှောက်တယ်